ဖတ်ရန်ဓမ္မဟောင်းကျမ်းစာတော်မြတ်မှာ60ခုမြောက်သောစာလံအမြင့်ဆုံးသောဘုရား၏ကွယ်ကာယာဌာနတော်၌နေသောသူသည်အနန္တတကုရှိအရေးကိုခိုရလိမ့်မည်။ထာဝရဘုရားသည်ငါကိုလုံးရာငါ၏ရဲတိုက်ငါကိုးစားသောဘုရားသခင်ဖြစ်တော်မူသည်ဟုငါပြောဆို၏။အကယ်စင်စစ်မုတ်ဆိုး၏ကြော်ကွင်းနှင့်၎င်းတည်တတ်သောအနာနှင့်၎င်းသင်ကိုကင်းလွတ်စေတော်မူမည်။အတောင်တော်အမွေးနှင့်ဖုံးအုပ်တော်မူ၍အတောင်တော်အောက်၌သင်သည်လုံခြုံစွာနေရလိမ့်မည်။သစ္စာတော်သည်သင်၏ဒိုင်းလွှားဖြစ်လိမ့်မည်။ညခဖြစ်တတ်သောဘေးကို၎င်းနေ့အချိန်၌ပြစ်သောမြားကို၎င်းမှောင်မိုက်ထဲမှလဲတတ်သောကာလနာကို၎င်းမွန်းတဲ့အချိန်၌ဖြစ်စည်းတတ်သောဥပတ်ကို၎င်းသင်သည်မကြောက်ရ။သင်၏အနားမှလူတစ်ထောင်သင်၏လက်ရဘက်မှလူတစ်သောင်းလဲတော့လေသင်ကိုမထိခိုက်ရ။သင်သည်ကိုမျက်စိနှင့်ကြည့်၍မတရားသောသူတို့၌ရောက်ရသောအပြစ်ကိုမြင်ယုံမျှတာရှိလိမ့်မည်။ထာဝရဘုရားသည်ငါခိုလုံရာဖြစ်တော်မူ၏ဟုသင်သည်ဆို၍အမြင့်ဆုံးသောဘုရား၌နေရာကျသောကြောင့်သင်၌မကောင်းသောအနိဋ္ဌာယုံမကက်မရောက်သင်နေရာသို့ဘေးဥပတ်မချင်းရ။သွားလျက်ရာ၌သင်ကိုဆောက်ရှောက်စေခြင်းကကောင်းကင်တမန်တို့အားသင်ဖို့ထားတော်မူသည်ဖြစ်၍သင်၏ခြေကိုကြောက်နှင့်မထိခိုက်စေခြင်းကသူတို့သည်သင်ကိုလက်နှင့်မဆချီပင်ကြလိမ့်မည်။သင်သည်ခြေနှင့်မွေဆိုးအပေါ်မှာကြော်သွား၍ခြေနှင့်ပြိုနှင့်နဂါးတို့ကိုခြေဖြင့်နင်းလိမ့်မည်။သူသည်ငါ့ကိုချစ်သောကြောင့်သူ့ကိုငါကယ်နှုတ်မည်။ငါ၏နာမကိုသိသောကြောင့်သူ့ကိုငါချီးမြှောက်မည်။သူသည်ငါ့ကိုခေါ်သောအခါငါထူးမည်။ဒုက္ခခံရသောအခါသူ့ဘက်မှငါနေ၍ချမ်းသာပေးမည်။သူ၏ဘုန်းကိုလည်းထင်ရှားစေမည်။ရှည်သောအသက်နှင့်သူ့ကိုရောက်ရဲစေ၍ငါ၏ကယ်တင်ခြင်းကျေးဇူးကိုသူအားပြမည်။ဤသည်ကထာဝရဘုရား၏နှုတ်ကပတ်တော်ပေတည်း။ဆက်လက်၍ကြားနာရမည့်ဓမ္မသစ်ကျမ်းစာတော်မြတ်မှာဖိလိပ္ပိဩဝါဒစာအခန်းကြီး၄အခန်းငယ်6မှ73တိုင်အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွဆုတောင်းပတနာပြုသောအဖြစ်သင်တို့တောင်းပန်လိုသောအရာများတို့ကိုဖျားသခင်အားကြားလျှောက်ကြလော့ထို့သောပြုလျင်အဘယ်သူမျှကြံ၍မမိနိုင်သောဖျားသခင်၏ညီသက်ခြင်းသည်ယေရှုခရစ်အားဖြင့်သင်တို့၏စိတ်နှလုံးတို့ကိုဆောင်မလိမ့်မည်။ကျွင်းသေးသောစကားဟုမူကားညီအကိုတို့တမန်တရားနှင့်ဆိုင်သောအကျင့်လျှောက်ပတ်သောအကျင့်ဖြောင့်မတ်သောအကျင့်စင်ကြယ်သောအကျင့်သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်ချီးမွမ်းဖွယ်သောအကျင့်ရှိသမျှတို့ကို၎င်းပါရမီတစ်ပါးပါကောင်းသောသတင်းတစ်ပါးပါနှင့်ဆိုင်သောအကျင့်တို့ကို၎င်းနှလုံးသွင်းကြလော့သင်တို့သည်အထက်ကသင်ယူ၍ငါ၌ကြားမြင်ခဲ့ပြီးသမျှတို့ကိုကျင့်ကြလော့ထို့သောကျင့်လျင်ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်သင်တို့နှင့်အတူရှိတော်မူလိမ့်မည်ယခု၌လည်းသင်တို့သည်ငါ့ကိုကြည့်ရှုပြုစုခြင်းသောစေတနာစိတ်နှင့်ပြည့်စုံပြန်သည်ဖြစ်၍ငါသည်ဘုရားသခင်၌အလွန်ဝမ်းမြောက်ခြင်းရှိ၏ထိုစေတနာစိတ်သည်အထက်ကရှိတော်လဲပြုစုရသောအခွင့်မရှိပြီထို့သောငါဆိုသောကိုယ်တိုင်ဆင်းရဲခြင်းကိုရည်မှတ်၍ဆိုသည်မဟုတ်အကြောင်းမူကားငါသည်တွေ့ကြုံသမျှသောအချင်းအရာတို့၌ရောက်ရဲသောစိတ်ရှိအံ့သောငါတင်မိပြီရှုတ်ချခြင်းကို၎င်းကြွယ်ဝခြင်းကို၎င်းခံတတ်၏ဝါစွာစားခြင်းမွတ်သိပ်ခြင်းစီးစိမ်ရှိခြင်းဆင်းရဲခြင်းတို့ကိုခံရအံ့သောငါအရရက်တို့တွင်အရာရာ၌တင်မိပြီငါကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောခရစ်တော်အဖင်ခတ်သိမ်းသောအမှုတို့ကိုငါတက်ဆွမ်းနိုင်၏ဤသည်ကထာဝရ